လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကအင်းဝခေတ်ဝင်းကြီးမင်းတရားကြီးလက်ထက်မှာတောင်တွင်းကြီးမြို့ကနေတပေါင်တစ်ခုပေါ်လာခဲ့ပါတယ်။တပေါင်ထဲမှာအကိုက်လေးဖော်မြေမပေါ်တော်ရှင်ကျော်လေးဦးခုလိတ်လေးဆိုတဲ့စကားပါလာခဲ့ပါတယ်။အဲဒီနောက်မြို့လူလင်းသရိုးတန်းနဲ့မကြီးအောင်ဒေသတွေမှာပေဆိုကြီးလေးစုမြေထဲကနေပေါ်လာခဲ့ပါတယ်။ပြီးတော့မြန်မာတက္ကရာ815ခုနှစ်မှာရှင်ဥဒ္ဓမကျော်ရှင်အုံးညိုရှင်မဟာသီလဝန္တနဲ့ရှင်ခေမာဆိုတဲ့ရဟန်းစာသူကြီး၄ပါးပေါ်ထွန်းလာခဲ့ပါတယ်။ဒီလိုနဲ့သူတို့ကိုပေလေးပင်ရှင်၄ပါးလို့ခေါ်ကြပါတယ်။ဒါဆိုဒီ၄ပါးဟာဘယ်သူတွေလဲဘလို့ဘဝနဲ့ဒီလောက်ထိထင်ရှားလာခဲ့ကြတာလဲဒီနေ့သူတို့ရဲ့ဇာတ်လမ်းကိုပြန်ကြည့်ကြပါမယ်။ကျွန်တော်တို့ဒီနေ့အခုဒီဇာတ်လမ်းရဲ့အဓိကအချက်ပြတဲ့ပေစုလေးစုအကြောင်းကိုနည်းနည်းပြန်သွားကြည့်အောင်ပါ။မြန်မာတက္ကရာ800ပြည့်နှစ်ဝင်းကြီးမင်းတရားလက်ထက်မှာတောင်တွင်းကြီးမြို့ကနေထူးခြားတဲ့တပေါင်တစ်ခုပေါ်လာခဲ့ပါတယ်။တပေါင်ထဲမှာပါတဲ့အကိုက်လေးဖော်မြေမပေါ်တော်ရှင်ကျော်လေးဦးခုလိတ်လေးဆိုတဲ့စကားကိုငှက်ပစ်တောင်ဆရာတော်ကအတိတ်နမိတ်ကောက်တဲ့အခါအကိုက်လေးဖော်ဆိုတာပေပင်အစို့လေးစုလို့အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ဒါပေမဲ့ဒီမှာပေဆိုတဲ့စကားမှာအဓိပ္ပာယ်2မျိုးရှိနေပါတယ်။တစ်ဖက်မှာတော့ပေဆိုတာပေပင်ကိုဆိုလိုတယ်။တစ်ဖက်မှာတော့စာပေကိုရည်ညွှန်းနိုင်ပါတယ်။ဒါကြောင့်ဒီနမိတ်ဟာပေပင်အစို့လေးစုပေါ်လာပေမဲ့အကြောင်းတည်းမဟုတ်ပဲစာပေကျမ်းဂန်တက်ကြွမဲ့ရှင်သာမဏေပုဂ္ဂိုလ်ကျော်၄ပါးပေါ်ထွက်လာမဲ့အကြောင်းလိုပါအဓိပ္ပာယ်ကောက်ခဲ့ကြပါတယ်။ပြီးတော့မကြခင်မှာပဲအဲ့ဒီတပေါင်နဲ့ဆက်တလို့ဖြစ်စေတဲ့ထူးခြားတဲ့ဖြစ်ရတစ်ခုပေါ်လာခဲ့ပါတယ်။တောင်တွင်းကြီးမြို့အနီးကမြို့လူလင်းသရိုးထန်းနဲ့မကြီးအောင်ဒေသတွေမှာပေဆိုကြီးလေးစုမြေကြီးတွေကနေပေါ်ထွက်လာခဲ့ပါတယ်။မြို့လူလင်းမှာ2စုသရိုးထန်းမှာ1စုမကြီးအောင်မှာ1စုစုစုပေါင်းပေဆိုကြီး4စုပါ။အဲ့ဒီအချိန်မှာဒေသခံတွေကအရင်ကပေါ်ခဲ့တဲ့တပေါင်ကိုပြန်သတိရလာခဲ့ကြပါတယ်။အကိုက်လေးဖော်မြေမပေါ်တော့တပေါင်ထဲကစကားကအခုတော့တကယ်ဖြစ်လာပြီလို့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ပေလေးပင်ပေါ်လာပြီဆိုတဲ့ယုံကြည်ချက်ကတောင်တွင်းကြီးဒေသမှာပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့တပေါင်ထဲကပေစု၄စုအကြောင်းနဲ့မဟုတ်ပါဘူး။နောက်ထပ်စကားတစ်ပိုင်းရှိပါတယ်။ရှင်ကျော်၄ဦးခုလိတ်လေးဆိုတဲ့အဓိပ္ပာယ်ကတော့ဒီပေစု၄စုပေါ်လာပြီးတဲ့နောက်ရှင်ကျော်၄ဦးလည်းပေါ်လာမယ်ဆိုတဲ့နမိတ်ပါ။ပြီးတော့နှစ်တွေကြာလာပြီးမြန်မာတက္ကရာ815ခုနှစ်ရောက်တဲ့အခါအဲ့ဒီတပေါင်နဲ့ပေစု၄စုတို့ရဲ့ဇာတ်လမ်းဟာနောက်ထပ်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုနဲ့ဆက်သွားပါတော့တယ်။ရှင်ဥဒ္ဓမကျော်ရှင်အုံးညိုရှင်မဟာသီလဝန္တနဲ့ရှင်ခေမာဆိုတဲ့ရဟန်းစာဆိုကြီး၄ပါးတစ်ခေတ်ထဲမှာပေါ်ထွန်းလာခဲ့ပါတယ်။အဲ့ဒီခါမှာတော့တောင်တွင်းကြီးမြို့သူမြို့သားတွေကပေစု၄စုနဲ့ရှင်၄ပါးကိုဆက်ပြီးတော့ပေလေးပင်ရှင်၄ပါးဆိုတဲ့အမည်နဲ့မှတ်သားလာခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေရာမှာဇာတ်လမ်းကပိုးစိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ဒီရှင်လေးပါးဟာဘယ်သူတွေလဲသူတို့မွေးရက်တွေကဘယ်မှာလဲဘလို့ဘဝကနေရဟန်းစာဆိုကြီးတွေဖြစ်လာခဲ့ကြတာလဲအခုတပားချင်းစီရဲ့ဘဝဇာတ်ကြောင်းကိုစပြီးတော့ကြည့်လိုက်ရအောင်ပါရှင်ဥဒ္ဓမကျော်ပေလေးပင်ရှင်လေးပါးထဲမှာပထမဆုံးသိကျွမ်းရမယ့်သူကတော့ရှင်ဥဒ္ဓမကျော်ပါရှင်ဥဒ္ဓမကျော်လောင်းလျာမြန်မာတက္ကရာ815ခုနှစ်မှာတောင်တွင်းကြီးမြို့အနီးကမြို့လူလင်မှာဖွားမြင်ခဲ့ပါတယ်ဖခင်ကဦးတောက်ကြမိခင်ကဒေါ်နှင်းစီဖြစ်ပြီးတော့ငယ်နာမည်ကမောင်အုတ်ကာပါအဲ့ဒီအချိန်မှာတော့မောင်အုတ်ကာဟာနောက်တစ်ချိန်မှာမြန်မာစာပေသမိုင်းနဲ့နာမည်ကြံရစ်မဲ့စာဆိုကြီးတစ်ပါးဖြစ်လာမယ်ဆိုတာဘယ်သူမှမသိနိုင်သေးပါဘူးဒါပေမဲ့သူ့ဘဝမှာအရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုကတော့ရဟန်းဘဝကိုဝင်ရောက်ပြီးကျမ်းဂန်စာပေတွေကိုလေ့လာခဲ့တာပါအဲ့ဒီလိုပညာသင်ယူရင်းနဲ့သူ့ရဲ့စာပေစွမ်းရည်ကတဖြည်းဖြည်းထင်ရှားလာခဲ့ပါတယ်ရှေးဥဒ္ဓမကျော်ရဲ့စာပေကိုထူးခြားစေတာကတဘာဝတောတောင်ရေမြေကိုစာလုံးတွေနဲ့ပကြီးဆွဲသလိုဖော်ပြနိုင်ခဲ့တာပါပဲအထူးသဖြင့်သူဟာတောလားစာပေလို့ခေါ်တဲ့စာပေမှာသူ့ရဲ့နာမည်ကအလွန်ထင်ရှားပါတယ်တောတောင်မြစ်ချောင်းလမ်းခရီးနဲ့တဘာဝရှုခင်းတွေကိုဖော်ပြရင်းအဲ့ဒီခေတ်ကလူတွေရဲ့ဘာသာရေးယုံကြည်မှုနဲ့အတွေးမြင်တွေကိုပါတွေ့မြင်နိုင်ပါတယ်ဒါကြောင့်ရှင်ဥဒ္ဓမကျော်ရဲ့စာပေဟာကဗျာကောင်းတစ်ပုဒ်ဖြစ်ုံနဲ့မကပဲလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကမြန်မာလူမှုဘဝနဲ့သဘာဝပတ်ဝန်းကျင်ကိုပြန်လည်မြင်နိုင်စေတဲ့မှတ်တမ်းတစ်ခုလိုပါတန်ဖိုးရှိနေတယ်ပါတယ်။ဒါပေမဲ့ပေလေးပင်ထဲမှာသဘာဝတောတောင်ကိုရေးဖွဲ့တဲ့ရှင်ဥဒ္ဓမကျော်တပါးတည်းမဟုတ်ပါဘူး
သူနဲ့တခေတ်ထဲမှာနောက်ထပ်ထူးချွန်တဲ့ရဟန်းစာဆိုတစ်ပါးလဲပေါ်ထွန်းလာခဲ့ပါတယ်သူကတော့သရိုးတန်းဒေသကရှင်အုံးညိုပါနောက်ထပ်အရှင်တစ်ပါးကတော့ရှင်အုံးညိုပါရှင်အုံးညိုဟာသရိုးတန်းရွာမှာပေါ်ပေါက်လာခဲ့တာပါအချိန်ကတော့အခြားရှင်လေးပါးနဲ့အတူတူမြန်မာတက္ကသိုလ်815ခုနှစ်မှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့သူဟာနောက်တစ်ချိန်မှာအင်းဝခေတ်မြန်မာစာပေထဲမှာနာမည်ကျန်ရစ်မဲ့စာဆိုတစ်ပါးဖြစ်လာမယ်ဆိုတာမသိနိုင်သေးပါဘူးဒါပေမဲ့ရှင်အုံးညိုရဲ့ထူးခြားချက်ကသူ့နောက်မှာကြံခဲ့တဲ့စာပေလက်ရာတွေပါပဲအထူးသဖြင့်ဂါရာ60ပြုတ်ဟာသူ့ကိုထင်ရှားစေတဲ့လက်ရာတစ်ခုဖြစ်ပါတယ်အဲ့ဒီပြုတ်ထဲမှာဘာသာရေးအကြောင်းအရာတွေနဲ့အတူအဲ့ဒီခေတ်ကလူတွေရဲ့အမြင်နိုင်ငံနဲ့လူမျိုးတွေအကြောင်းလေ့လာနိုင်ချက်တွေပါဝင်နေတာကြောင့်စာပေတန်ဖိုးစင်မကသမိုင်းတန်ဖိုးပါရှိနေပါတယ်စိတ်ဝင်စားစရာကပေလေးပင်ရှင်လေးပါးထဲမှာတစ်ပါးနဲ့တစ်ပါးစာပေဟန်မတူကြပါဘူးရှင်အုတ်ဓမ္မကျော်ကတောတောင်ရေမြေကိုစာပေထဲမှာအသက်သွင်းခဲ့သလိုရှင်အုံးညိုကတော့သူ့ခေတ်လူမှုနဲ့ကမ္ဘာအမြင်တွေကိုစာပေထဲမှာခြံထားခဲ့သူတစ်ပါးဖြစ်ပါတယ်ဒါပေမဲ့ဒီလေးပါးထဲမှာစာပေလက်ရအမျိုးအစားတွေပုံမများပြားပြီးတော့ပြုတ်ရတုအလင်္ကာနဲ့ကျမ်းစာတွေပါထင်ရှားခဲ့တဲ့ယဟန်စာဆိုတစ်ပါးရှိပါသေးတယ်အဲ့ဒီအရှင်ကတော့ရှင်မဟာတီလဝန္တဖြစ်ပါတယ်နောက်ထပ်တစ်ပါးကတော့ရှင်မဟာတီလဝန္တပါသူဟာမြန်မာတက္ကသိုလ်815ခုနှစ်မှာမြို့လူလင်မှာဖွားမြင်ခဲ့ပါတယ်ဖခင်ဦးကြီးမိခင်နတ်ထင်းကြီးဒေါ်ထွေးငယ်နံမီကတော့မောင်ညိုလို့ခေါ်ပါတယ်မောင်ညိုအသက်9နှစ်အရွယ်မှာမိဘတွေကသူ့ကိုစာပေသင်ယူဖို့တောင်တွင်းကြီးမြို့သားတိဟပတိကြီးစောက်လို့လှူဒန်းထားတဲ့ရနာဗိမှန်ကျောင်းမှာသတင်းသုံးတဲ့ဆရာတော်ထံအံ့နံခဲ့ပါတယ်အဲ့ဒီမှာကလေးကမောင်ညိုရဲ့စာပေစွမ်းရည်ကကျောင်းတွေဘက်တွေကြားမှာထင်ရှားလာခဲ့ပါတယ်အထူးသဖြင့်ပြုတ်ကြပြားအလင်္ကာဆက်ဆိုရမှာထူးထူးခြားခြားထက်မြက်ခဲ့တယ်လို့မှတ်တမ်းတွေကဆိုထားပါတယ်သူ့ရဲ့စာဆက်နိုင်စွမ်းကိုပြသတဲ့ထူးခြားတဲ့ဖြစ်ရပ်တစ်ခုလည်းရှိပါတယ်ဒီနေ့ကျောင်းတွေဘက်တွေဟာတစ်ခေါင်းထဲကအောက်ချင်းငှက်တွေရဲ့အတန်ကိုကြားပြီးစာဆက်ဆိုကြပါတယ်ဒါပေမဲ့မောင်ညိုကကိုတော်တို့စာဆက်တာမမှန်ဘူးလို့ပြောပြီးတော့အောက်ချင်းငှက်ရဲ့သဘာဝနဲ့ပုံမကိုက်ညီအောင်စာကိုပြန်လဲဆက်ဆိုပြခဲ့တယ်လို့ဆိုကြပါတယ်အဲ့ဒီဖြစ်ရပ်ကမောင်ညိုရဲ့စာပေစွမ်းရည်ဟာငယ်စဉ်ကတည်းကထင်ရှားနေခဲ့တယ်ဆိုတာကိုဖော်ပြတဲ့ထုတ်ပတ်တိမှတ်တမ်းတစ်ခုဖြစ်လာပါတယ်နောက်ပိုင်းမှာတော့မောင်ညိုဟာယဟန်ဘဝကိုဝင်ရောက်လာပြီးတော့ရှင်မဟာတီလဝန္တအဖြစ်မြန်မာစာပေလောကထဲမှာပုံမထင်ရှားလာခဲ့ပါတယ်သူ့ရဲ့စာပေလက်ရာတွေကလည်းတစ်မျိုးတည်းမဟုတ်ပါဘူးပြုတ်ကြပြားအလင်္ကာမော်ကွန်းကျမ်းစာတွေအထိရေးသားခဲ့ပါတယ်ပါရမီခန်းပြုတ်ထူတောင်းခန်းပြုတ်တောင်တွင်းလာပြုတ်ဗုဒ္ဓအထုပ်ပတ်တိပြုတ်ဓမ္မလာပြုတ်စတဲ့လက်ရာတွေကိုသူနဲ့ဆက်ဆက်ဖော်ပြထားတာတွေ့ရပါတယ်ဒါ့အပြင်ရာဇဝင်ကျော်လိုတမိုင်းနဲ့ဘာသာရေးအကြောင်းအရာတွေပါဝင်တဲ့ကျမ်းမျိုးကိုပါရေးသားခဲ့ပါတယ်ဒါကြောင့်ရှင်မဟာတီလဝန္တကိုစာပေတစ်မျိုးတည်းနဲ့မတတ်မှတ်နိုင်ပါဘူးသူဟာအင်းဝခေတ်မြန်မာစာပေရဲ့ပြုတ်ကြပြားအလင်္ကာနဲ့တမိုင်းစာပေဘက်တွေမှာပါအရေးပါတဲ့ယဟန်စာဆိုကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ပေလေးပင်ရှင်လေးပါးထဲမှာဒီအရှင်၃ပါးလိုလက်ရာတွေကြန့်ရှိနေသူတွေနဲ့မတူပဲစာပေလက်ရာတွေအကြောင်းကိုဒီနေ့မှာပိုးပြီးလဲပါစွာပဲသိနိုင်တာကတော့နောက်ထပ်ရဟန်းစာဆိုတစ်ပါးပဲရှိပါတယ်သူကတော့မကြီးအောင်ကရှင်ခေမာပါပေလေးပင်ရှင်လေးပါးကနောက်ဆုံးတစ်ပါးကတော့ရှင်ခေမာပါရှင်ခေမာအလောင်းရာဟာမကြီးအောင်ရွာကဖြစ်ပါတယ်သူလည်းမြန်မာတက္ကသိုလ်815ခုနှစ်ဝန်းကျင်မှာပေလေးပင်နဲ့ဆက်ဆက်ပြီးပေါ်ထွန်းလာခဲ့တဲ့ရဟန်းစာဆိုတစ်ပါးဖြစ်ပါတယ်ဒါပေမဲ့ပေလေးပင်တွေကအခြား၃ပါးနဲ့နှိုင်းယှဉ်လိုက်ရင်ရှင်ခေမာအကြောင်းကိုဒီနေ့မှာအသေးစိတ်ပြန်လည်ဖော်ထုတ်ဖို့ခက်ခဲနေပါတယ်သူ့ရဲ့စာပေလက်ရာတွေဘဝအကြောင်းအသေးစိတ်တွေကိုအခြားအရှင်၃ပါးလောက်ပြည့်ပြည့်စုံစုံမတွေ့ရတော့ပါဘူးဒါဟာလဲရှေးခေတ်စာပေသမားရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုပါစာရေးသူတယောက်ရဲ့နာမည်ကြံနိုင်ပေမဲ့သူရေးခဲ့တဲ့စာတွေကတော့အချိန်နဲ့အမျှပျောက်ကွယ်သွားနိုင်ပါတယ်ရှင်ခေမာနဲ့ပတ်သက်တဲ့မှတ်တမ်းတွေကိုဒီနေ့ကျွန်တော်တို့သိရှိနိုင်တာဟာလဲအဓိကအားဖြင့်ပေလေးပင်ရှင်လေးပါးကတပားအဖြစ်မှတ်တမ်းတင်ခန်းထားရတာကြောင့်ပါဒါကြောင့်ရှင်ခေမာရဲ့ဇာတ်လမ်းကကြံရှိခဲ့တဲ့စာပေအကြောင်းတဲ့မကြံတော့တဲ့အမွေနှစ်အကြောင်းကိုပိုးပြီးစဉ်းစားစရာဖြစ်စေပါတယ်ဒါပေမဲ့ဒီလေးပါးရဲ့ဇာတ်လမ်းမှာအခုထိမဖြေရှင်းရသေးတဲ့အရေးကြီးတဲ့အချက်တစ်ခုရှိနေပါသေးတယ်ပေလေးပင်ရှင်လေးပါးဆိုတဲ့အမည်ကိုသူတို့ခေတ်ကလေးကတကယ်ခေါ်ခဲ့ကြတာလားဒါမှမဟုတ်နောက်ခေတ်မှာမှပြန်လည်သတ်မှတ်ခဲ့တဲ့အမည်လားဒီမေးခွန်းကိုဖြေဆိုဖို့ဆိုရင်ရှင်လေးပါးရဲ့ဘဝကနေခဏထွက်ပြီးတော့သမိုင်းမှတ်တမ်းတွေကိုပြန်ဝင်ကြည့်မှရပါမယ်ခုထိကျွန်တော်တို့ကြည့်လာခဲ့တာပေဆိုကြီး၄စုပေါ်လာတယ်နောက်ပိုင်းရှင်လေးပါးပေါ်လာတယ်ဒါကြောင့်သူတို့ကိုအဲ့ဒီအချိန်ကလေးကပေလေးပင်ရှင်လေးပါးလို့ခေါ်ခဲ့တယ်လို့ထင်စရာရှိပါတယ်ဒါပေမဲ့
သမိုင်းမှတ်တမ်းတွေကိုပြန်ကြည့်တဲ့အခါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့ကွာခြားချက်တစ်ခုကိုတွေ့ရပါတယ်။ရှေးစာပေမှတ်တမ်းတွေထဲမှာဒီလေးပါးရဲ့အထုပ်ပတ်တွေကိုရေးသားတဲ့အခါပေလေးပင်ရှင်လေးပါးဆိုတဲ့အကြောင်းအရာကိုတော့ထင်ထင်ရှားရှားမတွေ့ရပါဘူး။ဒီစကားကိုကိုလိုနီခေတ်ဦးပိုင်းမှာမှပိုပြီးထင်ရှားလာတယ်လို့ဆိုကြပါတယ်။ထင်ရှားစွာတွေ့ရတဲ့အမှတ်တမ်းတစ်ခုကတော့1912ခုနှစ်ဦးအောင်ဆိုတဲ့မြန်မာစာပေပညာရှိရေးသားခဲ့တဲ့ရှင်အုပ်ဓမ္မကျော်နဲ့ခုံတော်မောင်ကြပန်းစကားစစ်ထိုးကန်ဆိုတဲ့ကဝိသေနကဗျူဟာကျမ်းမှာဒီအကြောင်းကိုတွေ့ရတယ်လို့ဆိုပါတယ်။ဒါဆိုဒီမှာမေးခွန်းတစ်ခုပေါ်လာပါတယ်။ပေစုလေးစုပေါ်လာခဲ့တယ်ဆိုတဲ့ဖြစ်ရပ်နဲ့ရှင်လေးပါးပေါ်ထွန်းလာခဲ့တယ်ဆိုတဲ့ဇာတ်ကြောင်းကရှေးကလေးကရှိခဲ့တာလား။ဒါမှမဟုတ်နောက်ပိုင်းခေတ်မှာရှိပြီးသားရှင်လေးပါးရဲ့ဇာတ်ကြောင်းကိုတပေါင်းနဲ့ပေစုလေးစုဖြစ်ရပ်တွေနဲ့ပြန်လည်ဆက်ဆက်ပြီးဖော်ပြခဲ့ကြတာလား။ဒီမေးခွန်းကိုတော့လက်ရှိကျွန်တော်တို့မှာရှိတဲ့ထောက်ထားတွေနဲ့တစ်ဖက်တည်းကိုသေချာပေါက်ဖြေထုတ်လို့တော့မရသေးပါဘူး။ဒါကြောင့်ဒီဇက်လန်ထဲမှာတပေါင်းနဲ့ပေစုလေးစုဖြစ်ရပ်ကိုတမိုင်းမှတ်တမ်းအဖြစ်ဖော်ပြထားတဲ့အချက်နဲ့အဲ့ဒီဖြစ်ရပ်ကိုရှင်လေးပါးနဲ့ဆက်ဆက်ဖော်ပြထားတဲ့အထုပ်ပတ်တိဇက်ကြောင်းကိုခွဲခြားပြီးကြည့်ဖို့လိုပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလေးပါးဟာအင်းဝခေတ်မြန်မာစာပေသမိုင်းမှာအရေးကြီးတဲ့ရဟန်းစာဆိုကြီးတွေဖြစ်လာခဲ့တာတော့မပြောင်းလဲတော့ပါဘူး။သူတို့ရေးခဲ့တဲ့စာတွေအဲ့ဒီခေတ်ရဲ့ဘာသာရေးလူမှုဘဝတဘာဝနဲ့အတွေးခေါ်တွေကိုဒီနေ့အထိပြန်လဲလေ့လာနိုင်အောင်အမွေနှစ်တွေအဖြစ်ခြံထားခဲ့ကြပါတယ်။ဒါကြောင့်နောက်ဆုံးအနေနဲ့ဒီရှင်လေးပါးကမြန်မာစာပေအတွက်ဘာတွေခြံထားခဲ့ကြသလဲ။အဲ့ဒါကိုတပါးချင်းစီပြန်ကြည့်ပြီးတော့ဒီဇလန်းကိုသုံးသပ်ကြရအောင်ပါ။လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကတောင်တွင်းကြီးဒေသမှာပေါ်ပေါက်ခဲ့တဲ့ရဟန်းစာဆိုကြီးလေးပါးရဲ့ဇလန်းကိုပြန်ကြည့်ပါမယ်။ရှင်အုပ်ဓမ္မကျော်ကတောလားစာပေနဲ့ထင်ရှားခဲ့တယ်။ရှင်အုံးညိုကဂါရ60ပြုတ်နဲ့သူ့နာမည်ကိုခြံထားခဲ့တယ်။ရှင်မဟာတီလဝင်သားကတော့ပြုတ်ကြပြအလင်ကမော်ကွန်းနဲ့ရာဇဝင်ကျော်လိုကျမ်းတွေအထိရေးသားခဲ့ပါတယ်။ရှင်ခေမာရဲ့စာပေလက်ရာတွေကတော့ဒီနေ့မှပြန်ရှာတွေ့ဖို့ခက်ခဲနေပါပြီ။ရေးသားခဲ့ပေမဲ့အစုအဆောင်းမရှိလို့တိမ်မြုပ်သွားခဲ့တာလားဆိုပြီးပညာရှင်တွေသုံးသပ်ထားကြတာလည်းရှိပါတယ်။ဒါကြောင့်ပေလေးပင်ရှင်လေးပါးဆိုတာရဟန်းစာဆိုကြီးလေးပါးရဲ့နာမည်တစ်ခုတည်းမဟုတ်ပါဘူး။အင်းဝခေတ်မြန်မာစာပေဘယ်လောက်ထိဖွံ့ဖြိုးခဲ့တယ်ဆိုတာကိုပါပြသပေးနေတဲ့သမိုင်းအမွေနှစ်တစ်ခုဖြစ်ပါတယ်။ပြီးတော့ဒီဇလန်ရဲ့အစမှာရှိခဲ့တဲ့အကိုက်လေးဖော်မြေမပေါ်တော်ရှင်ကျော်လေးဦးခူးလိမ့်လေးဆိုတဲ့တပေါင်းကတကယ်ပဲအနာဂတ်ကိုကြိုတင်ဟောခဲ့တာလားဒါမှမဟုတ်ဖြစ်ရက်တွေဖြစ်ပြီးမှနောက်ပိုင်းမှာပြန်လဲဆက်ဆက်ဖော်ပြခဲ့တာလားအဲ့ဒီမိကုန်းကိုတော့သမိုင်းကအတိအကျဖြေပေးထားတာမတွေ့ရပါဘူးဒါပေမဲ့တခုတော့သိကြပါတယ်နှစ်ပေါင်း900ကျော်ကြာပြီးတဲ့နောက်မှာတောင်သူတို့ရဲ့နာမည်နဲ့စာပေတွေဟာမြမသမိုင်းထဲမှာကျန်ရှိနေသေးဖြစ်ပါတယ်အဲ့ဒါကတော့တောင်တွင်းကြီးမျိုးကပေလေးပင်ရှင်လေးပါးရဲ့အကြီးမားဆုံးအမွေနှစ်တစ်ခုဖြစ်နိုင်ပါတယ် Don't forget to like, comment, and subscribe.